လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တည်းကရောင်းဝမြို့လေကောင်မှာအခုခေတ်မော်ရထပို့ပြီးတော့စနစ်ကြတဲ့ shopping center တခုရှိခဲ့တယ်ဆိုရင်ခင်ဗျားတို့ယုံနိုင်မလားကျွန်တော်တို့အခုခေတ်မှာတော့ shopping mall သွားရဆိုတာအထူးဆန်းမဟုတ်အဲကွန်အေးတွေမှာဝယ်စားတွေဝယ်မယ်အစားတောက်တွေစားမယ်တနေရာထဲမှာအကုန်လုံးလို့ရနေတာမျိုးပေါ့ဗျာဒါကဒီဘက်ခေတ်လူသားတွေတီထွင်မှုလို့ထင်နေတော့ခင်ဗျားတို့မှားသွားပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်80ဝန်းကျင်လောက်တုန်းကရောင်းမ Acre Trajan တိစောက်ခဲ့တဲ့ Trajan Market ကြီးမှာဆိုရင်အထက်ကြီး6ထပ်ထိပါဝင်ပြီးတော့ဆိုင်ငန်းပေါင်း150ကျော်လောက်ထိရှိပါတယ်။အံ့ဩစရာကောင်းတာအဲ့ဒီ shopping mall ကြီးကိုတောင်ဆောင်တစ်ခုပေါ်မှာတိစောက်ခဲ့တာဗျ။ပြီးတော့သူ့ရဲ့၄ယောက်ကလည်းတော်တော်လေးမိုက်တယ်။ဘယ်လိုလဲဆိုတော့အောက်ဆုံးတက်တွေမှာဆိုရင်ဒီတတိဝလန်တို့ဟင်းသီးဟရွက်တို့ဟင်းခတ်အမွေးကြိုင်တို့ပေါ့ပါပစ္စည်းတွေကိုရောင်းချပြီးတော့မှအပေါ်တက်မှာတော့ဈေးကြီးတဲ့ဝိုင်တွေစီတွေပြီးတော့နိုင်ငံခြားတင်သွင်းတဲ့စိန်ခံပစ္စည်းတွေကိုတီးတန့်စီခွဲရောင်းခဲ့တာဗျ။ဒါအခုလက်ရှိ shopping mall တွေမှာသုံးနေတဲ့ zoning strategy ဖြစ်ပြီးတော့ဒါကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တည်းကကျင့်သုံးခဲ့တာဗျ။ marketing အမြင်ကြည့်မယ်ဆိုရင်လေဒါ one stop service ပဲပေါ့ဗျ။ဒီတော့ဒီ Trajan's market ကြီးကကမ္ဘာပထမဆုံး one stop service လို့ပြောရင်လည်းမမှားပါဘူး။အဲ့ဒီချိန်တော့ရောင်းမမျိုးကကဘာကြီးရဲ့ဘိုးချက်ဖြစ်နေတော့လူသမားရာတန်းဒီ market ထဲမှာရနေတာပေါ့ဗျာဒါရတဲ့မကသေးဘူးဗျဒီမော်ကြီးထဲမှာစိုက်ကန်းတွေမဟုတ်ဘဲနဲ့အစိုးရရုံးခန်းတွေပါထည့်သွင်းတည်ဆောက်ထားတာဗျဒါကို high traffic viewer လို့လည်းခေါ်တယ်ဗျလူတွေကအခွန်ဆောင်ရင်းနဲ့ပဲဖြစ်ဖြစ်အမှုကိစ္စနဲ့ line နဲ့ပဲဖြစ်ဖြစ်ဈေးဝယ်သွားဆွဲဆောင်ထားတဲ့ viewer ပေါ့ဗျာအခုခေတ် shopping center တွေထဲမှာဘန်တွေရုံးခန်းတွေထည့်ထားတဲ့တပုံစံနဲ့ပဲပေါ့ဒီတော့အဲ့ဒီခေတ်ကရောင်းမတွေတောင်းခဲ့တဲ့ concrete နည်းပညာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဗျသူတို့ကမီးတောင်ပြတွေကိုအဓိကအသုံးပြီးတော့အခုခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ concrete တွေထောင်မှာပို့ပြီးခိုင်ခံတဲ့အရောနှုံဖန်တီးခဲ့ကြတာဗျအဲ့ဒီနည်းပညာကိုအခုခေတ် engineer တွေတောင်မှအပြေရှာနေရတော့ပဲပေါ့ခင်ဗျားတို့ပဲစဉ်းစားကြည့်လေဒီလောက်စစ်ပွဲတွေငလျင်တွေနဲ့နှစ်ပေါင်း2000ကျော်ကြာအောင်တည်ရှိနေတာအတော့ကရောင်းမတွေသုံးခဲ့တဲ့ concrete ရဲ့ quality နဲ့ sustainability ကိုပြသနေတာပဲဖြစ်တယ်လေပြီးတော့အသုံးပြုခဲ့တဲ့ marketing နည်းလမ်းတွေကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အခုခေတ်မှာအသုံးပြုနေတဲ့နည်းလမ်းတွေပဲဖြစ်တယ်ဒီတော့ကျွန်တော်တို့အခုသုံးနေတဲ့ marketing နည်းလမ်းတွေဆိုတာအသစ်ဆန်းတွေမဟုတ်ဘဲနဲ့ရှေ့ခေတ်တည်းကတည်ရှိနေခဲ့တဲ့ဆိုတာကိုဒီအစာအုပ်ရတဲ့တက်တည်ပြနေတယ်ဗျဒီတော့ Trajan's market ကြီးဆိုတာအုပ်ပုံကြီးတစ်ခုလိုပဲမြင်လို့မရဘူးဒါကလူသားတွေရဲ့ဒီထွင်ဖန်တီးမှုနဲ့စီးပွားရေးအမြင်တွေရဲ့သမိုင်းမှတ်တမ်းတစ်ခုဆိုတာတော့ခင်ဗျားတို့သိထားဖို့လိုလိမ့်မယ်ဗျကဲယနေ့ခေတ်ကြီးမှာနည်းပညာတွေဘယ်လောက်ပဲမြင့်လာရဲဆိုပေမဲ့ရှေးခေတ်တည်းကလူသားတွေရဲ့တီထွင်ဖန်တီးမှုနဲ့စူးစမ်းအထောက်မှုကတော့အခုချိန်ထိအရေးပါနေသေးပဲပေါ့ဗျာဒီတော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတွေကိုဆက်လက်ပြီးတင်ပြပေးသွားမှာမို့လို့ကျွန်တော်ရဲ့ First Bound MM ကို Subscribe လေးပြုလုပ်ပေးသွားပါအောင်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့လူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်